Hello မင်္ဂလာပါကျွန်တော်နာမည်အိပ်ပုံပါ Enemy fan ကြီးကိုများအတွက်ဇက်လံမထွက်ရှိသေးတဲ့မန်ဂါကိုဘာသာပြန်တင်ဆက်ပေးမှာမို့ like and share လေးနဲ့ follow လေးနှိပ်ပြီးကူညီပေးသွားပါခင်ဗျာ Okay ဇက်လံစမှာတော့မော်ဆရာဘိုးတော်တွေစုဝေးနေတဲ့ခန်းထဲမှာဘိုးတော်တစ်ပါးကအစီရင်တကားပွတ်ပြီးမန်ဒါအစီရင်တွေကိုရွတ်ဆိုလိုက်တော့စစ်ခေါ်ချက်စတင်ပြီးနောက်တနေ့မနက်မှာတော့ကိုရိုနိုဆန်နေတဲ့ကဘာကိုပြန်ရောက်လာပါတယ်ဟာပတ်ဝန်းကျင်အရှင်းရှင်းလမ်းပြောနေကြတယ်မနက်ခင်းမှာအိမ်ကွင်းတက်တော့ခက်ခဲမှာပဲတဲ့ကိုရိုနိုဆန်ကတော့ဒီနေ့ငါခေါင်းအားကိုက်တာပဲအရှားပါပြောတာတော့ငါအာယုံမဆိုင်နိုင်တော့ဘူးအရှိန်မှာလမ်းလျှောက်နေအတန်းပေါ်တွေတွေ့တော့နှုတ်ဆက်လိုက်တယ်မင်္ဂလာပါရှီလီဟာချီဆန်အိုးမင်္ဂလာပါကိုရိုနိုဆန်ကောင်မလေးကစိုက်ကြည့်နေတော့သူ့ကောင်ကတဖန်ပြန်ကိုက်လာပါတယ်ဒါနဲ့ကောင်မလေးကပြောတယ်ဒီနေ့အတန်းဖွတ်တယ်အဲ့ဒါနှင်လာမှာလားလာမှာမလားတဲ့အဲ့ဒါနဲ့အတန်းထဲအရောက်မှာတော့နှစ်ယောက်သားထိုင်ပြီးစကားပြောနေကြပါတယ်ကောင်မလေးကအရင်ငါတောင်းမှန်ပါတယ်တဲ့ဟမ်ဘာလို့လဲပြောပြီးတွေးနေပါတယ်ငါနဲ့နေတဲ့သူတွေတောင်ကြောက်တာမထူးဆန်းပါဘူးသူမှငါ့ကိုငုံနေပြီထင်တယ်အဲ့လိုတွေးနေတော့ကောင်မလေးကတကယ်တော့ဒီနေ့တမ်းမဖွင့်ပါဘူးငါနဲ့ကိုပြောစရာရှိလို့ရှိန်လိုက်တာပါတဲ့ဒီနေ့ဘာတမ်းမှမရှိပါဘူးဟုတ်လားကောင်မလေးကငါနဲ့ကိုဖွင့်ပြောမဲ့အချိန်မှာခိုးတုံကိုတွေကနေနာကျင်မှုတွေခံစားလာရတယ်ငါဘာဖြစ်တာလဲဟာဆောက်ရနာတယ်ဘာဖြစ်နေရလဲချီဟာချီဆန်ခုလောက်ပါဦးဆိုပြီးကောင်မလေးကပါအကူကြီးလမ်းတောင်းရင်းနဲ့တတိပါမေ့သွားပါတယ်တတိပြန်ရလာတော့ဒါဘသူတွေလဲစေးရုံလားငါပဲရောက်နေရလဲငါတည်သွားပြီလားမဟုတ်ဘူးငါတက်ရှင်နေသေးတာပဲသူတို့ဘာတွေပြောနေကြတာလဲငါဘာမှနားမလည်ဘူးငါဘယ်မှာလဲဘာတွေဖြစ်မှန်းတော့မသိဘူးဒါပေမဲ့တော်တော်ဆိုးရွားတာပဲဒီကောင်တွေကဘသူတွေလဲငါလက်ကိုမရှုပ်ထားနဲ့ငါစကားတော့မပြောနိုင်တော့ဘူးရက်တော့ဟာငါကောင်းပေါ်မတင်နဲ့ငါတေလိုက်မယ်ဟေးမလုံးနဲ့အချိန်မှာဘိုးတော်တယောက်ရောက်ရှာလာတယ်ခေါင်းဆောင်ထင်တယ်ကိုရိုနိုကတော့ငါကဘာကိုပြန်ပို့ပေးပါခမည်းကဘသူလဲခေါင်းဆောင်လားမင်းနေတဲ့အချိန်မှာတည်းရက်ဆက်နှိပ်ဆက်ချင်းနဲ့တီးလိုက်တယ်ကိုရိုနိုကအလူလေးခံနေရလဲဒါအိမ်မက်တစ်ခုပါအပြင်မှာဆိုငါတေးတာကြာပြီလေငါကဘာကိုပြန်ပို့ပေးပါမြန်အဲ့လိုတောင်းပန်နေပြီမဲ့မေခံမင်းပြတ်သွားလို့ရပြီဆိုပြီးဆွဲထုတ်သွားခဲ့ပါတယ်အဲ့ဒါနဲ့မပြီးသေးဘူးထပ်ပြီးပြန်လာခေါ်ပါတယ်အရှားခန်းကိုသွားဆိုပြီးတော့ဆွဲထည့်ပေးလိုက်ပါတယ်အရှားခန်းကိုရောက်တော့တန်ချက်ကအင်ဂျင်နဲ့ဆက်ရုပ်ကိုတွေးလိုက်ပါတယ်ကိုရိုနိုကဒါဆက်ရုပ်လားဒါဂိမ်းတစ်ခုမဟုတ်ဘူးတော့ငါလုံးဝမကစားနိုင်ဘူးအတိတ်ပဲမရှိရလူတွေကိုနှိမ့်ဆက်ဖို့အတူအောင်တွေးကြုံပြီးထက်ခါတလဲလဲပေးနေရလားခုလည်းဘာမောပညာအစွမ်းမျိုးစက်တက်အောင်ပါလဲဆိုပြီးပြောနေရတော့မျက်နှာဖုံးတဲ့လူတစုကဆက်ရုပ်ကိုထိန်းချုပ်ပြီးတက်ခတ်ခိုင်းနေပါတယ်ဟမ်ဆက်ရုပ်စတင်တက်ခိုင်းနေပြီသူကကာနေရင်းနဲ့အဝေးကိုလွတ်ဆင်သွားပါတယ်ဘလို့ငါထိခိုက်မှုမရှိပါလားဒါပြပွဲတက်လားဒါမှမဟုတ်ငါအစွမ်းရှိနေရလားတွေးနေရင်လည်းဆက်ရုပ်ပြေးလာပြီးတက်ခိုက်နေပါတယ်ဒီတစ်ခါမတိစိတ်ကအစွမ်းတွေနိုးထလာပြီးဘသူနိုင်လဲဆိုတာပြောမရသေးပါဘူးကွာရော့ဝါစက်တိုက်ထိုးနေရင်ဆက်ရုပ်ခါပါပြတ်သွားတယ်ခုရောမင်းဘလို့နေလဲငါအနိုင်ရပြီပဲခုရောအနေကင်းလာပါပြီဒါပေမဲ့ဒါတွေကဘလို့အမောင်စမ်းအားတွေလဲထိုင်ပြီးတွေးနေစဉ်နောက်ထပ်ဆက်ရုပ်အသစ်တွေအဖွဲလိုက်နဲ့ရောက်ချလာပါတယ်ဒီတစ်ခါဆက်ရုပ်တွေမကတော့ပါဘူးရှင်သစ်မွေတို့ပါလာပါတယ်မင်းသိမလားအသက်ခံမလားဆိုပြီးသူတို့ရဲ့စကားတွေကြောင့်ငါသိမှာမဟုတ်ဘူးငါသိခဲ့ရင်အသက်ပြန်သွင်းခံရပြီးထက်ခါပြန်ရှင်လာမှာပဲဒါကြောင့်ဒီစစ်ပွဲငါနိုင်မရမယ်အဲ့လိုပြောပြီးအကုန်လုံးပြေးကျုံနေကြသူ့ကိုယ်တည်းကမော်အစွမ်းအပြည့်အနိုးထားနိုင်ခဲ့ပါတယ်ငါတန်မာလာရမယ်အဲ့ချိန်မှာသူနဲ့တိုက်ခိုက်တဲ့မော်သားရဲကောင်ကကျွန်တော်ဘောကိုစွတ်လို့ပြီးဒါကိုတင်ယူခဲ့ရတာပါအဲ့လိုတိုက်ခိုက်နေရင်ခေါင်းထဲကအတန်းထဲအကောင်မလေးကိုပြန်အမှတ်ရသွားပါတယ်ဘာဖြစ်ငါတန်မာလာရမယ်ငါအပြေးဝထိန်းချုပ်မခံရခင်ငါကဘာကိုငါပြန်သွားရအောင်မယ်အဲ့လိုပြောတော့နတ်ဆိုးကဟုတ်တာပေါ့ဆိုပြီးလောင်ပြီးသူ့ခန္ဓာကိုညှစ်နေပါတယ်အဲ့ဒီအချိန်မှာမျက်နှာဖုံးတဲ့လူတွေကစစ်ပွဲပြီးပြီးရဲလို့ရပြီလို့ပြောပြီးကိုရိုနိုအခန်းထဲကနေခေါ်ထုတ်သွားလိုက်ပါတယ်အရှားခန်းမှာတော့ပုံမြင့်မာတဲ့တန်ချက်ကဝတ်စုံနဲ့ဆက်ရုပ်ကိုတွေ့ရပါတယ်ဆက်ရုပ်ကမပြောမစုံတဲ့တဟုန်တက်ခိုက်နေပါတယ်မတူညီတဲ့မော်ဆွမ်းအားပါထုတ်သုံးနေရှင်ကြောင့်ကိုရိုနိုပါကြောင်သွားပါတယ်ဘာလဲဒါဘလို့မော်ဆွမ်းအားတွေလဲဒီကောင်တွေတော့တန်မာတာပဲငါအနည်းကတိုက်ခိုက်မှရမယ်ဆိုပြီးအနည်းကလက်တီတစ်ချက်ပြီးတစ်ချက်ပြစ်ကျွေးလိုက်ပါတယ်သူရှာကိုရှာနေရင်လည်းနောက်ဆုံးတစ်ချက်ရော့တောင်းမြင်ကြည့်လိုက်စမ်းဆိုပြီးနောက်ဆုံးအချက်နဲ့ပွဲသိမ်းပေးလိုက်ပါတယ်ဟာဘာလဲဆေးရောတွေးထွက်လို့လားဒါဆေးရောပါမဖြစ်နိုင်ပါဘူးဆိုပြီးတန်ချက်ကခေါင်းစိုးကိုရှုပ်လိုက်ချိန်မှာဟမ်ဒါငါလိုလူသားပဲမဟုတ်ဘူးမဖြစ်နိုင်ဘူးင
ငါလူသားတယောက်တက်ပစ်လိုက်တယ်မဟုတ်ဘူးဆိုပြီးကျမ်းပြင်ကိုခေါင်းနဲ့စောက်ရင်ငိုနေပါတယ် no ဟုတ်ဘူးအဲ့ချိန်မှာအမောင်ဘရင်လာပြောပါတယ်အဲ့ဒါဝိညာဉ်ပါဆိုပြီးအပိုင်းတစ်ပြီးသွားပါတယ်အပိုင်းလေးကိုဆက်လက်စောင့်မျှော်ပေးပါဦးညီကိုတို့ကျေးဇူးတင်ပါတယ်